အောင်မြင်မှုတရပူစောင်းခဲ့တဲ့သူရဲကောင်းကျုပ်ကရာဇဝင်ထဲကဘာမတိသူရဲကောင်းကျုပ်ရဲ့အောင်မြင်မှုအစကတက္ကသိုလ်နေမြေတွေစီကဟုတ်သူ့ရဲ့အောင်မြင်မှုအစတက္ကသိုလ်ရတယ်နော်ကျုပ်ဖန်တီးခဲ့တဲ့ဓာရီတိုက်ကွက်တွေကမအောင်မြင်ဘူးဆိုတာမရှိသလောက်ပဲကြီးပြည့်စုံတဲ့သူရဲကောင်းတယောက်ဖြစ်ဖို့အတွက်ကျုပ်ရဲ့လေ့လာမှုနဲ့လေ့ကျင့်မှုကတော့ဘယ်တော့မှရပ်တန့်သွားမှာမဟုတ်ဘူးလေထူးနိုင်လားမသိအလွမ်းတက်ကခါးသီးပေမဲ့အဲ့ဒီအလွမ်းတွေကပဲကျုပ်ဆိုတဲ့သူရဲကောင်းကိုဖြစ်တည်လာစေခဲ့တယ်တမိုးအောက်နှစ်ယောက်မရှိတဲ့ကျုပ်ကိုရှင်နိုင်မဲ့သူမျိုးဓမ္မစင်ကာမှာရှိမလားဆိုတာစောင့်ကြည့်ရသေးတာပေါ့ကြီးကြီးကျယ်ကျယ်ကွာနားလက်တဲ့ကန်ဆွဲရမီအိမ်လင်းရောက်ဟာတော့ပါတယ်ဟာလုံးငုံကောင်းဟာလည်းပြဖြစ်ပေါ်လို့ရပုံခဲ့ပြီးပြန်ကျုပ်ကတတိပြတ်တိနဲ့ပြေဆုံးတဲ့သူရဲကောင်းဆိုရင်လည်းအသေးကတော့နုရဲကိုရိုင်းရေးကိုရိုင်းဆိုတချင်းတွေကိုဖန်တီးရသူဟုတ်တယ်မလားဟုတ်တယ်မလားဒီဒီနဲ့လေခကြီးတွေတူတူထွက်ဘူးလား oversea ထွက်ဘူးလားဒီဒီနဲ့ဦးငှက်နဲ့အိုဘားမာဇလန်တွဲရိုက်တော့ပါတယ်မဟုတ်လားဟုတ်တင်းဆောင်ဘူးလေတင်းဆောင်လားကောင်းကြည့်နေတယ်ရှားပြားလေးတယ်နော်ရှားပြားလေးတယ်ဒီဝိသူနာမည်ခိုင်မြဲအောင်နဲ့လို့ယူမမိုင်းနဲ့မချစ်ရသေးဘူးလားဒီမမိုင်းနဲ့မချစ်ရသေးဘူးလားအတိမရှိဘူးဟာမင်းတော်တော်ရုပ်အတွင်းထဲကတိနေတာတကယ်နေအိတ်ထားသူနေလာတော့မသိဘူးဆိုရင်တော့မဟုတ်သေးဘူးသူရဲ့ကောင်းကြီးတော့တတိမရှိသေးဘူးဗျာပရိုက်တာတွေလုပ်ဘူးလားပရိုက်တာလုပ်ဘူးလုပ်ဘူးလေပရိုက်တာလုပ်ဘူးသူဘယ်လိုဘာမှမရှိတော့ဘူးဘယ်သူနဲ့လုပ်ဘူးလားဝေလူကျော်နဲ့လားသူ့လည်းလုပ်ပါလေအိမ်တော်ရှိလားအိမ်တော်မရှိဘူးကလေးရှိအဲ့ဆိုကွဲသွားပြီဗောကိုချင်းကိုရေးထားတာကိုပထမဆုံးဆိုတာဟုတ်တယ်မလားဟုတ်ပါတယ်ဒါပဲလေကျွန်တော်ရေးတဲ့ချင်းကိုထွန်းအောင်ဆိုဘူးဗျာကိုထွန်းအောင်ဆိုဘူးကျွန်တော်ရေးရတဲ့ချင်းကျွန်တော်ရေးရတဲ့ချင်းကိုမဆိုဘူးတဲ့ဟာတေးရီဒီဒီရောဆိုဘူးလားဒီရောဆိုဘူးလားဒီရောဆိုဘူးပါဆက်လက်ရှင်းပြခွင့်ရရှိသွားတဲ့ဒီလိုရှိထားတာသူရဲကောင်းဖြစ်ပါတယ်ခုကမွေးရမြေတော့ဆုံးခွာခဲ့သူပါမွေးမြေတော့ဆုံးခွာခဲ့တဲ့ဒီဝါသနာတစ်ခုကြောင့်ရန်ကုန်ကတော့ဖြစ်နိုင်ဘူးလေနော်ရန်ကုန်သားမဟုတ်ဘူးလို့ပြောလိုက်တာပဲဟုတ်တယ်အကြီးရောဆွဲတတ်တယ်မလားဆွဲတတ်ပါလေဟာပကြီးလဲဆွဲတတ်တယ်ဝါသနာပါလာဟုတ်တယ်မလားဝါသနာပါငါသိသွားပြီပကြီးဆွဲတတ်တယ်ဆိုတော့ပြောပြလဲသိနေလေးလိုက်သိတယ်ုံလေအမျိုးသမီးကငငယ်ချောချောလေးဟုတ်လားမသိပါဘူးဒီမိမယူလာတယ်လည်းပြောတယ်ငယ်မှချောမှမသိဘူးလားအမတို့သူ့ကိုမေးတာမေးနေတယ်နော်ကျွန်တော်ပြောပြမယ်သူ့မိန်းမတော့ तू မသိတော့ဘူးဆိုတော့အမတို့ तू မေး तू ဖြေအဖြေမှန်မလားသူ့မိန်းမတော့ तू မသိရကိစ္စဒီမက်ချူတော့အိမ်မပြားတော့ဘူးသပင်ကဘေးခွဲနဲ့မလားသပင်ကဘေးခွဲလေးနဲ့ဟုတ်ပါဘူးမုံစီမွေးလေးပါတယ်မုံစီမွေးကြီးလေးဟုတ်လားဘယ်သူတော့ကိုထုံးပွေးလို့ငါလည်းနေပြောသူပြောမယ်ငါလည်းလွတ်ဝက်ချက်ကျွန်တော်တက်ကိုမှန်းလိုက်ကြောက်ပြမယ်ပြောဦးနဲ့တက်ပြန်နေပြီးတော့ဒီဒီရဲ့တက်ကိုနှုတ်ပြီး5ပေါင်းဦးက61ပြီး5ပေါင်း61ထဲကနေ38ပေါင်းတော့စားနေပြီအဲ့ဒါပြောရင်လည်းတဲ့ပြောလိုက်လေနှစ်နှစ်ရယ်22 20ရရ23 5ပေါင်းတော့28နဲ့ဟုတ်လားအဲ့28ကိုကိုထွန်းတက်ကိုထပ်ပေါင်းစားနေပြီသူကစားနေတယ်အဲ့လိုမင်းကဘဘဥဒုကတော့ဖြစ်နေပြီဟုတ်တယ်ကွာနည်းနည်းတွဲသွားပြီနောက်တစ်စင်းကိုတက်လန်းသွားမယ်တွဲတော့မြင်းမိုးရှင်ကတော့သူရဲကောင်းဖြစ်ပါတယ်ပြီးဆုံးဂိမ်းကတော့
လို့ဘာကိတ်ဖြစ်ဖြစ်ကျုပ်ရဲ့ရာဇဝင်တွင်မဲ့ဓာတ်ချက်အောင်မှာစိတ်မမဖြစ်သွားစေရမယ် ခွဲပါဗောဟောခွဲပါ Rolling nigga send me a sabo baby Missing me a tiro sade nede Muere pe singe de kasami rabe A point on a young you now you stay go nede Some away no no tame Some away Bible on Sunday ဒီလေးကမှကြောက်တဲ့တုန်းကအသေးကွဲခဲ့တယ်မလား အမေအမေမတက်ကွယ် ဟာဗမာတက်ကွယ်ရန်ကုန်မှာလဲကွယ် တောင်မလေးနဲ့တွေးဖို့ချိန်တာည10 နာရီကျော်ဟုတ်တယ်မလား တန်တန်ဟေးတန် နမေကနှလုံးထဲမလားနှလုံးထဲ နှလုံးနဲ့ နမေကိုပြောတာဟွာနှလုံးထဲဒါပေမဲ့နှလုံးတစ်လုံးတိုက်ကလာတာဩတိုက်ကလာတာစကားမပြောဘူးနှလုံးထဲမှာတိုက်ကလာတာတစ်လုံးပါတယ် ကလေးကတော့ထင်တာတော့သူ့ကိုအဆိုတော်ပဲထင်တယ်ဘာလို့လဲဆိုတော့တပတ်နဲ့တပတ်ကလေသူကလေအတန်လေးတွေကလေပြောင်းသွားတယ်အခုစားမှာပဲမှာတတန်နော်အရင်တော့အရက်ချိုအစ်စ်ကားတော့တတန်အဲ့တော့သူဒီချက်ရန်လားမသိ တိတ်ပြောနေဟုတ်လားကိုကိတ်ဟမ်ပြောရင်အရင်ပြောရင်တက်တော့ပြောအဲ့ဒီမပြောတော့အခုလည်းအခုပဲအဆုံးသတ်ပေးလိုက်မယ်ကွာဆမ်းလိုက်တယ်ဆမ်းလိုက်တယ်ဒီတော့ဖြစ်လာတယ်ကိုကိတ်လာထားဟဲ့ Don't get carried away, don't be able to tell it, Take out your chin and to live it, holding on a dope yellow. Now, it's up to you, but take out the kid, be a bit. Share it, you don't mean that you live and let it in. အောက်စုစီမီဖိုင်နယ်အဆင့်ကိုတက်လန်းသွားနိုင်တဲ့မျက်နှာဖုံးရှင်ကတော့သူရဲ့ကောင်းဖြစ်ပါတယ် စီမီဖိုင်နေမှာတော့သူရဲ့ကောင်းကတော့ဘလို့ဒီအစွမ်းပြရှင်ပြိုင်ပလဲဆိုတော့ကြည့်လိုက်ကြရအောင်လားခင်ဗျာ Get so in it, oh, how below my soul, see what tonight get. Tonight, she need to make it way. I shall be by me. Go, ye, lie, come on, do rain, but the all did the same thing with me. In that chair, oh, the UBS up on it, do, do, လွန်ခဲ့တဲ့10 စုနှစ်လောက်ကတက္ကသိုလ်ကျောင်းနေကြမှာတော့အချစ်တချင်းအရန်ပေါက်ခဲ့ဘူးတယ်မလားအခုထိညီတော့ရာခေတာတွေတီးပြီးတော့ဟုတ်တယ်မလား တက္ကသိုလ်တချင်းလား ဟိုတက္ကသိုလ်ကျောင်းတွေမှာ တက္ကသိုလ်ကျောင်းတွေမှာ အရန်ပေါက်တာရဲဆက်ပေါက်တာဟုတ်တော့ဟမ်ဟာ သိပြီဘယ်လဲ ခါ သေးကြပါတော့ ပြောတော့ ပြောတော့ ဟုတ်လို့ဗောကောင်းလည်းမကြည့်ဘူးကောင်းလည်းမခါဘူး ငါတို့ဘာဒီသူရဲကောင်းညာမမခက်နဲ့တက်ညာမနေတော့ငါเจ้าတည်စေရမယ်ကြည့်ရစမ်းငါဘောအမဆိုင်တာ Hey, baby, do show it. Living day so do she be? Go to get you on, make a lady. Do she that what look all like me? ဒီမျက်နှာဖုံးရှင်တဲ့ဦးတွေကနောက်တစ်ဆင့်ကိုတက်လန်းသွားမဲ့သူတူဖြစ်မှာ ဟုတ်ပေါ့ကောင်း ဟုတ်ကဲ့ပါကျွန်တော်ချိန်ညာပေးပါမယ် ဒီရဲကောဟုတ် သူရဲ့ကောင်းဖြစ်ပါတယ် စီမီဖိုင်နယ်အဆင့်မှာတော့ hot pot ကိုအနာယူပြီး grand final ကိုရောက်ရှိလာတာဖြစ်ပါတယ် ဒီမဲ့လက်ပြပန်းခင်းထဲမှာပဲအေးစင်းနေစမ်းမှာဒီလိုဆင်းမြင့်ဆိုတာကျုပ်တို့တွဲကောင်းနဲ့ပဲထိုက်တန်နေ ဟေးကဲရတော့ပေါ်တယ်ဖြဲရ Hey, that little lady man. Lele, come on. Say, Jada, you beat up, man. Jada, you easy. Hey, that little lady man. Lele, come on. Say, Jada, you beat me, come on, man. Do I you like, oh. တယောက်ယောက်ကိုဒါမှမဟုတ်လေတစ်ဖွဲ့လုံးစောင်းပြီးတော့ဆိုတာပေါ့နည်းနည်းလေးမှ တိတ်လိုက်စမ်း နည်းနည်းလေးများလွဲနေလားဆို ဟုတ်မလွဲတော့ဒီနေ့ကမလွဲတော့ကင်းဖြစ်သွားပြီ ကျွန်တော်ကဘယ်သူနဲ့မှမတူတဲ့အတန်ပိုင်ရှင် ဟေး ဘသူနဲ့မှမတူတဲ့အတန်ပိုင်ရှင်တဲ့ ဒီနေ့လည်းကြည့်ရလို့โอเค
မ်းဖြစ်အောင်ဇလန်ဖေးမလောက်ခံစားရတဲ့ကလေးနောက်တော့ကတမဆိုးရင်ကိုပေးမိမှာခဲလို့ရတော့ လေးပြာအရင်တုန်းကစုံတောင်းနေရမှာဝင်ထိုင်ဘူးရမလား သူရဲကောင်းကြီးမျက်နှာဖုံးချွတ်လို့ရပါပြီ ကျွန်တော်ပေးရတဲ့ချင်းနေဟိုအဲ့ ready ပါဆိုရင်ကျွန်တော်အတန်းလေးဟိုကျွန်တော်ကီးမိုးတွေဟောကျွန်တော်တက်ဆိုလိုက်တာ online နဲ့ဟာဟိုအဲ့တော့ကျွန်တော်တို့ဖန်မှန်းလို့မရဘူးပြီးတော့ US ဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဟိုလေ US ဆိုကြတော့ကျွန်တော်တို့ကနည်းနည်းတင်ပေးရမင်းကလေးကနေချပေးရတော့ကျွန်တော်တော့မှအဲ့လိုမျိုးတငယ်ချင်းအရင်နေတောင်မှကျွန်တော်ကြွတ်မှန်းလို့မရဘူးအဲ့လိုဖြစ်တာလေကျွန်တော်တို့ကြီးကြောင်ပေါ့နော်အဲ့ဒါ ဘာလို့လဲသိလားဘာလို့လဲသိလားညီလေးကိုစမ်းနေရချစ်ဆွေလို့မှတ်ထားတာနော် ကျွန်တော်ကဟိုမူတူရလေတိလားဟုတ်တယ်ဖတ်လို့မရဘူးကျွန်တော်အဲ့ဒါကြောင့်တီးသွားလားမသိဘူးဆက်ရနေမကောင်းဖြစ်သွားတယ် အဲ့မှာကိုစုတော့ပြီးတော့ကိုလားရိတ်ခက်လိုက်တာပေါ့နော် red တွေပါလေဆိုတော့လေဘာဆိုင်လို့ဘာလို့လဲဟုတ်တယ်ကိုကဘာဆိုင်ခါနိုင်냐လားဗော ဘာစုဖြစ်ပါဘာစု ဘာဖြစ်ပါ Lord